အားလုံးပဲမင်္ဂလာပါရှင်မိုးကကိ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပိတ်ဆွဲကြော်စားဖြစ်တာလေးတင်ပေးလိုက်ပါတယ်ရှင်မိုးတို့အညာကချောင်းဆက်လေးတွေမှာရှိတဲ့ပိတ်ပင်လေးတွေမြင်ဘူးကြလားရှင်ခုလုံးမိုးရင်းကာလမျိုးမှာပဲသူကပိတ်ပင်ရဲ့ထိတ်လေးကနေအခွန်လေးခွာပြီးတော့ဒီပိတ်ဆွဲဖြူဖြူလေးရတာပေါ့နော်ဒီပိတ်ဆွဲလေးကိုကြော်စားလို့လည်းရတယ်ချက်စားလို့လည်းရတောက်စားလို့လည်းရပါတယ်အခုကတော့ပိတ်ဆွဲလေးကြော်မှဖြစ်ပါတယ်ဒါလေးတွေကတော့ပိတ်ဆွဲထဲမှာထည့်မယ်ပေါအောင်ပစ္စည်းလေးတွေပါအခုကတော့ပိတ်ဆွဲထဲမှာထည့်မယ်ပေါအောင်ပစ္စည်းလေးတွေကိုအရင်ကြော်မှဖြစ်ပါတယ်ပုံမှန်တိုင်းပဲပေါ့နော်ဒဲဘူးစီပူလာပြီဆိုလို့ရှိရင်တော့နွမ်းနဲ့ငယ်ထည့်ပြီးတော့ခရမ်းချင်တီမြပန်းအစိမ်းထောင်ကြက်သွန်ပြူထောင်ကြက်သွန်နီစတာလေးတွေကိုအရင်နုနဲ့တော့အောင်ကြော်ပေးထားလိုက်ပါတယ်ဒီထဲမှာပါတယ်ခရမ်းချင်တီလေးတွေကိုပေါ့နော်မြက်မြက်ချေရတာလွယ်အောင်အဖုံလေးအုပ်ပြီးတော့ကြော်ထားလိုက်ပါတယ်ခရမ်းချင်တီလေးတွေခြေလို့ကြေသွားပြီဆိုရင်တော့အနံလေးမွှေးရုံလေးငပိနည်းနည်းလေးထည့်ပေးထားလိုက်ပါတယ်ငပိကမပါရင်လည်းဒီတိုင်းကောင်းပါတယ်ခရမ်းချင်တီပါလို့တာနည်းနည်းလေးထည့်တာပါပြီးရင်တော့ပိတ်ဆွဲလှီးထားတာလေးတွေထည့်ပြီးတော့ကြော်ထားလိုက်ပါတယ်ပြီးရင်တော့ပိတ်ဆွဲကြော်လေးတွေကိုဟင်းခတ်မုတ်လေးတွေထည့်ပါမယ်အထွေထူးတော့မပါပါဘူးအချုံမှုတ်ရယ်စားရယ်ခရုစီလေးနည်းနည်းရယ်ထည့်ပေးထားလိုက်ပါတယ်ပြီးရင်တော့ပိတ်ဆွဲလေးတွေနွမ်းတော့အောင်လို့အဖုံးလေးအုပ်ပြီးတော့ကြော်ပေးထားလိုက်ပါတယ်ပိတ်ဆွဲကဘာနဲ့တူလဲဆိုတော့ငပြောဦးနဲ့တူပါတယ်ရှင်ပေါ့ပေါ့ပါပါပေါ့နော်အထက်မှာအစီအနှစ်တော့မပါပါဘူးရှင်ဒီတိုင်းပဲပေါင်ပစ္စည်းလေးတွေနဲ့ရောကြော်လိုက်ရင်တော့အရန်ကိုစားကောင်းပါတယ်ရှင်မြစ်ကြော်လို့ပါပဲမြစ်ကြော်လို့စားလို့ကောင်းပါတယ်ပိတ်ဆွဲကြော်လေးလည်းကြက်ပြီဆိုတော့အဆက်မစားတဲ့သူအတွက်ခတ်ထားလိုက်ပါတယ်ဒါကတော့အဆက်စားတဲ့သူတွေအတွက်ငုတ်တီးစိမ့်လေးနဲ့ပါငုတ်တီးစိမ့်ပါတာကတော့ပိုးပြီးတော့အနံ့မွှမွှေးလေးနဲ့စားလို့ကောင်းပါတယ်ရှင်ခုဆိုရင်ရတာရှိတဲ့ပိတ်ဆွဲကြော်လေးရပါပြီရှင်ဒီဗီဒီယိုလေးကိုဆုံးတဲ့ထိကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်တွေလည်းအိမ်မှာအခုလိုမျိုးချက်စားပြတဲ့လွယ်ကူရိုးရှင်းတဲ့ဟင်းလေးတွေကိုတင်ပေးတော့မှဖြစ်လို့အားပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်